9 page 144 ga review 1 when the distance between the two parallel plate or a capacitor is severe capacitor တစ်လုံးမှာရှိတဲ့ plate ပြန်တစ်ခုကြားเนาะ plate ပြန်တစ်ခုကြားအကွာအဝေးဒီ is severe နှစ်ဆဖြစ်သွားတယ် by 4% that is capacitance change အဲ့လိုဆိုရင် capacitance ဆိုတာစီတန်ဘိုးဒီဘယ်လောက်% လောက်ပြောင်းလဲသွားလဲတဲ့ဘယ်လောက်% လောက်ပြောင်းလဲသွားလဲလို့ပြောတာအဲ့တော့ capacitor နှလုံးလို့ယူဆလိုက်မယ်เนาะပထမ capacitor ရဲ့ဒါ capacitor တစ်လုံးအဲ့ဒီ capacitor တစ်လုံးရဲ့ plate ပြန်တစ်ခုကြားအကွာအဝေးကို D1 ဒီ capacitor ထဲမှာရှိတဲ့ capacitance ကို C1 အဲ့တော့အဲ့ဒီ plate ပြန်တစ်ခုကြားအကွာအဝေးကိုတဲ့နှစ်ဆဖြစ်အောင်လုပ်လိုက်မယ်เนาะအဲ့တော့နှစ်ဆဖြစ်အောင်လုပ်လိုက်မယ်ဒါဒုတိယ capacitor ဒုတိယ capacitor ရဲ့ဒီတန်ဖိုးကို D2 2မှာရှိတဲ့လျက်တို့တတိကို C2 လို့ထားလိုက်မယ်အဲ့တော့ D2 D မှာ D2 ရဲ့အကွာအဝေးဒီ D1 ထက်ကိုဘယ်နှဆရှိအောင်ဆိုတော့နှစ်ဆရှိတယ်အဲ့တော့ D2 equal to D1 ဆိုပြီးတော့ယူလိုက်မယ်အဲ့တော့ပထမ capacitor ရဲ့ capacitance ကို C1 ပေါ့ C1 equal to kappa epsilon naught A by D1 ပေါ့ဒါ D1 A by D1 ဒုတိယ capacitor ရဲ့ capacitance ကို C2 ဆိုတော့ C2 equal kappa epsilon naught A by D2 เนาะအဲ့တော့ဒီမှာ D2 နေရာမှာဘာကိုစားထုတ်လိုက်မှာဆိုတော့ဒီမှာ D2 ရဲ့တန်ဖိုးလေးကိုအစားထုတ်လိုက်မယ်အဲ့တော့kappa epsilon naught A by 2 D1 ဖြစ်သွားမယ်အဲ့တော့ဒီမှာ2ကို1 by 2ကိုဘာလုပ်လိုက်တာဆိုတော့အရှေ့ကိုပုံထုတ်လိုက်တော့ဒီဘက်မှာဘာချန်လဲဆိုတော့ kappa epsilon naught A by D1 ချန်တယ်အဲ့တော့ဒီ kappa epsilon naught A by D1 ရေးဒီဘယ်လိုနဲ့တူတာလဲဆိုတော့ဒီမှာ C1 ဒီ kappa epsilon naught A by D1 နဲ့တူတယ်အဲ့တော့ဒီ kappa epsilon naught A by D1 နေရာမှာဘာကိုထည့်လိုက်မှာအောင်ဆိုတော့ C1 ကိုထည့်လိုက်မယ်အဲ့တော့ C2D เนาะ C2D 1 by 2 C1 ရတယ်ပေါ့เนาะအဲ့တော့ဒီပထမ capacitor နဲ့ဒုတိယ capacitor နဲ့ခြားမှာစီတန်ဘိုးတွေဘယ်လောက်ပြောင်းသွားလဲပေါ့เนาะဘယ်လောက်ပြောင်းသွားလဲပြောင်းလဲသွားတဲ့စီတန်ဘိုးကိုလိုချင်နေဆိုရင်ပထမ capacitor မှာရှိတဲ့စီတန်ဘိုး C1 တွေကနေ C2 ကိုနှုတ်ပေးရမယ်အဲ့တော့ဒီ C ရဲ့အရှင်းမှာဘာရှိအောင်ဆိုဒီ C ရဲ့အရှင်းမှာ1ရှိတယ်အဲ့တော့1တွေကနေ1 by 2ကိုနှုတ်လိုက်ရင်ဘယ်လိုရမှာအောင်ဆို1 by 2 C1 ရမယ်အဲ့တော့သူကပြောင်းလဲသွားတဲ့စီတန်ဘိုးကို% နဲ့ပြခိုင်းတာဆိုတော့% change เนาะ% change equal ပြောင်းလဲသွားတဲ့စီတန်ဘိုးကိုတီးပြီးတော့မှ C1 နဲ့စမယ်100နဲ့မြောက်မယ်အဲ့တော့ data C နေရာမှာ1 by 2 C1 ထည့်မယ်အဲ့တော့ဒီမှာ DC1 နဲ့ DC1 နဲ့ခြေသွားမယ်1 by 2နဲ့100နဲ့မြောက်ရင်ဘယ်လောက်% ရလဲဆိုတော့50% ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်